နော်မီဖြစ်ဆောင်အတွက် သာသမီတို့ကျောင်းတော်မြင့်စစ်ဆောင်အတွက် ဆရာမရွှေကျူးမတဆင့် ဆရာမရွှေကျူးမတစ်စိ နိုင်ငံတကာရောက် နောင်တကင်းမဲ့ နောင်ကပေးမဲ့ ပဲ့ကန်ရှင် ပဲ့ကန်ရှင် တိုင်းဖြိုးဝေမ တိုင်းမျိုးဝင်မ ချောကလက်မြ ချောကလက်မြ ဒီလန်းကျွမတိအတွက် ဒီနေ့ကျမကြီးအတွက် အထူးကျေးဇူးတင်ရှိပါသည်ရှင် အထူးကျေးဇူးတင်ရှိပါသည်ကြောင့် ယခုလို ယခုလို ချောကလက်မြ ချောကလက်မြ လူရန်ပေးပါတော့ လက်ပေးပါတော့ ဆရာမရွှေကျူးမတဆင့် ဆရာမရွှေကျူးမတစ်စိ နိုင်ငံတကာရောက် နိုင်ငံတကာရောက် နောင်တကင်းမဲ့ နောင်ကပေးမဲ့ ပဲ့ကန်ရှင် ပဲ့ကန်ရှင် တိုင်းဖြိုးဝေသည် တိုင်းမျိုးဝင်ကြီး ဒီနေ့မှစ၍ ဒီနေ့မှသာ၍ စိတ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်း ကိုယ်ရည်ချမ်းသာခြင်းနဲ့ ကိုယ်ကျမကြီးနဲ့ ပြည့်စုံပါစေ ပြည့်စုံပါစေ ရန်စီဆောင်ရွက်သမျှ ရည်တည်တော်ရသမျှ လောကများလဲ လောကများလည်း အစဉ်ပြေတိုးတက်ပါစေ စိတ်တိုးတက်ပါစေ ကောရလန်ခီးများလဲ သာယာလန်ကြီးများလည်း တာယာဖြောင့်မှုရှိပါစေ အဲဒါမှုရှိပါစေ စိတ်သွားတိုင်းကိုပါ စိတ်သွားတဲ့ကိုပါ လွင်ဆန္ဒနဲ့ လူရည်ဆန္ဒနဲ့ ပြည့်စုံပါစေ ပြည့်စုံပါစေ ဓမ္မရှိကျူးသည်လဲ ဓမ္မရှိကျူးတည်လည်း စိတ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်း ကိုယ်ရည်ချမ်းသာခြင်းနဲ့ ကိုယ်ကျမကြီးနဲ့ ပြည့်စုံပါစေ ပြည့်စုံပါစေ စိတ်သွားတိုင်းကိုပါ စိတ်သွားတဲ့ကိုပါ လွင်ဆန္ဒနဲ့ လူရည်ဆန္ဒနဲ့ တလုံးတော်ပြည့်စုံပါစေလို့ နှလုံးတော်ပြည့်စုံပါစေလို့ သားတို့သမီးတို့ကြောပုံတော်မြေစိတ်ဆောင်မှ သာသမီတို့ကျောင်းတော်မြင့်စစ်ဆောင်မှာ စုမကောင်းများ မကောင်းများ တောင်းပေးလိုက်ပါသည်ရှင့် တောင်းပေးလိုက်ပါကြီးလား နောက်နောက်များရင်လည်း နာမများလည်း သားတို့သမီးတို့ကြောပုံတော်မြေစိတ်ဆောင်အတွက် သာသမီတို့ကျောင်းတော်မြင့်စစ်ဆောင်အတွက် အကူအညီများကို အကူအညီများကို လာရောက်ကူညီလူရန်ပေးပါရန် လာရောက်ကူညီလူရန်ပေးပါရဲ့ လေးစားစွာ လေးစားစွာ မေတ္တာရက်ခံအပ်ပါသည်ရှင့် မေတ္တာရက်ခံပါကြောင်း ကျေးဇူးတင်ပါသည်ရှင့် ကျေးဇူးပါကြောင်း